မြို့သားညီညွတ်ရေးဆိုရာအင်ဂျီရဲ့ဒူတိုင်းစစ်ဌာနဗျူဟာမှုပါဝင်90လောက်ကိုကင်ယူကဖမ်းဆီးထားပါတယ်။ဖမ်းဆီးခံရသူတွေထဲအထူးတိုင်းစစ်ဌာနနင်းနူဟာ33ဗျူဟာမှုစောတာကိုလောကခိုင်အမှတ်နှစ်တိုင်T5တိုက်မှုဟင်လာကြီးတနင်္သာရီတိုင်းစစ်ဌာနဒုတိုင်ရင်ဒုတိုင်မှုတို့ကအပါဝင်စုစုပေါင်း50လောက်ပါတယ်လို့ဒေသခံကြိုးစီကသိရပါတယ်။သူတို့ကိုကင်ယူတက်မှလေးတိုင်ရင်စနစ်ကဒီဇင်ဘာလ19ရက်နေ့မနေ့ပိုင်းမှာဖမ်းဆီးထိသိမ်းခဲ့ပြီးလက်နက်ခဲယမ်းတွေကိုပါသိသိထားတယ်လို့သိရပါတယ်။အဲဒီကိစ္စကိုဒဝခိုင်အမှတ်နဲ့တိုင်ရင်ဘက်ကိုဆက်သွယ်မိမြန်ခဲ့ရမှာတော့အဖမ်းခံရတာမှန်တယ်လို့ဒီပြပြောကြားခဲ့ပါတယ်။ခင်ယူတက်မှလေးအတွင်းရင်မှုဘယ်လိုဆုံးနေတာကတော့အချိန်နဲ့သိစိတ်ကိုမသိရသေးပဲသက်ဆိုင်ရာတိုင်ရင်တက်ခွဲတာဝန်ရှိသူတွေကိုမေးမြန်းဖို့ပြောပါတယ်။သက်ဆိုင်ရာတိုင်ရင်တက်ခွဲတာဝန်ရှိသူကိုဒီနေ့ဒီဇင်ဘာလ19ရက်နေ့နဲ့2နာရီကျော်အချိန်မှာအွန်လိုင်းကနေနေထားပြီးမြပြန်လည်မဖြေချသေးပါဘူး။ဒေသခံတွေရဲ့ပြောဆိုချက်ဟာဒီဇင်ဘာလ16ရက်ကဒုက္ခအမှတ်နှစ်တိုင်ရင်တက်ဖွဲ့ဝင်တွေနဲ့ခေယူတိုင်ရင်စနစ်အောက်ကတပ်ဖွဲ့ဝင်တွေချာပြဿနာဖြစ်ပွားခဲ့တာလို့သိရပါတယ်။အဲဒီပြဿနာဖြစ်ပွားပြီးနောက်ဒီကနေ့မနေ့ပိုင်းမှာဗျူဟာ30တို့ဗျူဟာမှုပါဝင်တနင်္လာရီတိုင်းစစ်ဌာနထုံးတိုင်ရင်ဒုတိုင်ရင်မှုတော့ခရိုင်မှန်နေတိုင်ရင်ကတိုင်ရင်မှုတက်ခွဲမှုနဲ့တပ်ဖွဲ့ဝင်တွေထောက်ဖို့အဖွဲ့ဝင်တွေအပါဝင်လူ90ကျော်လောက်ဖမ်းခံလိုက်ရတာပါ။သူတို့ခင်ယူတက်မှလေးတိုင်ရင်စနစ်အောက်ကတပ်ဖွဲ့တွေဖြစ်တဲ့ကစ္စရိုကြားတပ်ဖွဲ့ပတိတလုံးတပ်ဖွဲ့တွေကဖမ်းဆီးတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်ကင်ဖက်ကတဲ့ချောင်းမျိုးနဲ့ဘုန်းကြီးစိတ်လိမ့်စိတ်အပါဝင်လိမ့်စိတ်အချို့ကိုလည်းပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။